ကြီးလိုက်တာနဲ့တရောင်းစားလို့ထင်ရပေမဲ့အမှန်တကယ်မှာသူကစပိန်ကစူပါမော်ဒယ်တယောက်ဖြစ်နေတဲ့အပြင်ကိုမှ professional writer တယောက်လည်းဖြစ်နေခဲ့တယ်။သူ့ရဲ့နာမည်က Axel Pons လို့ခေါ်တယ်။သူကစိတ်အေးချမ်းသာမှုကိုရှာဖွေမယ်ဆိုပြီးတော့သူ့ရဲ့ပိုင်ဆိုင်မှုတွေစီးစိမ်ဥစ္စာတွေကျွဲဝချမ်းသာမှုတွေအကုန်လုံးကိုစွန့်လွှတ်ပြီးတော့အိန္ဒိယနိုင်ငံနဲ့ပါကစ္စတန်နိုင်ငံကိုဖက်နှက်တောင်မပါဘဲနဲ့ခြေလျင်သွားပြီးတော့စိတ်အေးချမ်းသာမှုကိုရှာဖွေနေတာ။သူ့ကို1992ခုနှစ်မှာစပိန်နိုင်ငံဘာစီလိုနာမြို့မှာမွေးဖွားခဲ့တယ်။သူ့ရဲ့အဖေကလည်းတကယ်ကိုအရန်ချမ်းသာတဲ့အပြင်သူ့အဖေကလည်းသူ့လိုမျိုးပဲကမ္ဘာအဆင့်မီ professional writer တယောက်ဖြစ်တယ်။သူ့အဖေကကမ္ဘာချန်ပီယံဆုကို2 ကြိမ်တောင်ရရှိထားတဲ့ Cito Pons ဖြစ်တယ်။ဖခင်ဖြစ်သူကလည်းတကယ်အရန်ချမ်းသာတယ်။တားဖြစ်သူကလည်းရုပ်ဖြောက်ဖြောင်းနဲ့ model တယောက်လည်းသူဖြစ်တယ်ပေါ့နော်။သူ့အဖေလိုမျိုးပဲသူက Moto 2 cycle ပြိုင်ပွဲတွေမှာဝင်ရောက်ရှင်ပြိုင်ပြီးတော့မောင်းတဲ့ professional writer တယောက်လည်းဖြစ်တယ်။သူရှိမှဆိုရင်တော့ပတ်စံရုပ်ရည်နာမည်ကျော်ကြားမှုအောင်မြင်မှုလူတယောက်လိုချင်တဲ့အရာတွေအကုန်လုံးကိုပိုင်ဆိုင်ထားတဲ့သူတယောက်ဖြစ်တယ်။ဒီလောက်ထိအောင်မြင်မှုတွေရရှိထားခဲ့ပေမဲ့သူကဒါတွေအကုန်လုံးကိုစွန့်လွှတ်လိုက်တယ်လူအများစုကငွေကြေးနဲ့အောင်မြင်မှုနောက်ကိုလိုက်ကြပေမဲ့သူ့အတွက်ကကြတော့ဒီငွေကြေးနဲ့အောင်မြင်မှုတွေကလူတယောက်ရဲ့လိုချင်တဲ့စစ်မှန်တဲ့ပျော်ရွှင်မှုကိုမပေးနိုင်ဘူးသူလိုချင်တဲ့ပျော်ရွှင်မှုကဒါမဟုတ်ဘူးဆိုပြီးတော့သူတေးချနေခဲ့တယ်။အဲ့လိုနဲ့သူကတာမန်လူတွေမလုပ်ရတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချခဲ့တယ်2018ခုနှစ်မှာသူဒီ cycle လောကကနေပြီးတော့သူထွက်လာခဲ့ပြီးတော့ဒီခရီးကိုသူစတင်ခဲ့တယ်ဖက်နှက်တောင်မပါဘဲနဲ့ခြေပလာနဲ့သူကလှည့်လည်ပြီးတော့ခရီးသွားပြီးတော့နေထိုင်ခဲ့တယ်သူကစိတ်ပိုင်းဆိုင်ရာတရားဓမ္မနဲ့အေဂျင့်မှုကိုရှာဖွေဖို့အတွက်အာရှတိုက်ဘက်ပေါ့အထူးသဖြင့်ကတော့ဒီအိန္ဒိယဘက်ကိုသူလာဖို့အတွက်သူဆုံးဖြတ်ခဲ့တာအဲဒီနောက်မှာတော့သူကလမ်းကြောင်းပြောင်းပြီးတော့ပါကစ္စတန်နိုင်ငံဘက်ကိုထွက်ခွာသွားခဲ့တယ်အခုဆိုရင်တော့သူကပါကစ္စတန်မြောက်ပိုင်းမှာရှိတဲ့ဟိမဝန္တာတောင်တန်းတွေဘက်မှာရှိတဲ့ဒေသမှာပေါ့နော်သူနေထိုင်နေတယ်သူကဖက်နှက်လည်းမစီးဘူးပစ္စည်းဥစ္စာတွေဆိုလို့ရှိရင်လည်းလိုအပ်တဲ့လောက်အနေငယ်ကိုပဲတုံးပြီးတော့ဒေသခံတယောက်လိုမျိုးလှည့်လည်ပြီးတော့တွားရောက်နေထိုင်နေတယ်အဓိကကျတော့ဘဝရဲ့စစ်မှန်တဲ့ပျော်ရွှင်မှုကငွေကြေးတစ်ခုတွေပေါ်မှာမှီခိုနေရမဟုတ်ဘူးဆိုတာကိုပြောပြချင်တာမျိုးပေါ့နော်ဒီ content ကိုလောက်ကြတဲ့သူအများစုကလည်းဒီရွယ်ချက်နဲ့ပဲပြောပြကြတာဖြစ်တယ်ဒီ content လေးအခုဆိုရင်တော်တော်လေး viral ဖြစ်နေရဲ့ဒီအကြောင်းအရာကိုခဏခဏလေးတွေ့ဘူးကြမှာပါ TikTok မှာဆိုရင်တော့ဒီ video တွေခဏခဏတက်လာတယ်ပေါ့နော်အဲ့တော့အားလုံးလည်းသိကျင်ကြလိမ့်မယ်လို့ထင်တဲ့အတွက်ကြောင့်မို့လို့ကျွန်မပြန်ပြီးတော့ပြပြပေးခြင်းဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါဒီနေ့အတွက်အကြောင်းအရာလေးကတော့အသေးထိပါပဲရှင်